我通过东个是可能个地个脱开的少都是吧嘞，路灯帮面所以不啊个标来本来给的路灯我标价的少不，那不连黑也大概的地少哈，俺们前那么的 sure 方面的图个 photo 表他的路交价吧嘞，给，哎你 sure 这个大概把片面来说的我留记的家要，第少不路起来的嘞，说的是啷个嘞，大门不好把握，啥也都那不连黑个都去图卡个，可怕前大上不顾都乌个呢。到起码的台湾的苦苦背起来个呢，哎呀，阿龙啊，阿啥不起来吧？好吧嘞，这里不顾个了，这家都没好把握。他们呢都贴起 N2 干那个吧，都个黑个三康木的股票落开嘞，一大个了，后面的都在苗为东算你家嘞，有我家的苦的个下回比，路来拿了，是你的家必须背负吧呗。ဒီစင်ခုံမှုကိုလက်ခံပြီးနောက်မှာတော့ဟီလ်ဟာသူ့ဘဝရဲ့နှစ်ပေါင်း20ကျော်ကိုအသုံးချပြီး Henry Ford တို့ Thomas Edison တို့လို American ရဲ့အထူးချွန်ဆုံးအောင်မြင်ဆုံးပုဂ္ဂိုလ်9လကျော်ရဲ့ဘဝကိုနက်နဲ့လဲနဲ့လေ့လာပြီးသူဒေသနာလုပ်ခဲ့ပါတယ်ကဲဒီလောက်တော့အချိန်ပေးပြီးဖော်ထုတ်ခဲ့ရတယ်။တမိုင်းတစ်လျှောက်အောင်မြင်ဆုံးလူတွေကျင့်သုံးခဲ့တယ်ဆိုတော့အဲ့ဒီလိုဝက်ချက်ကတကယ်တမ်းမှဖြစ်နိုင်မလဲ။ဒီစာအုပ်ရဲ့အဓိကအဆုံးအခြေခံသဘောတရားကတော့ဒါပါပဲ။အတွေးဆိုတာစိတ်ကူးတက်မဖို့ကူတဲ့တိကျတဲ့ရွေးချက်ဇွဲလုံလပြီးတော့ပြင်းပြတဲ့ဆန္ဒတို့နဲ့ပေါင်းဆက်လိုက်တဲ့အခါလက်တွေ့မှာကင်တွယ်ထိတွေ့နိုင်တဲ့အရာတွေဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းတစ်ခုဖြစ်တယ်ဆိုတာပါပဲဒီအဆိုကိုတက်သေးပြဖို့အတွက် Hale ကတကယ်လက်တွေ့ဥပမာတစ်ခုကိုသုံးထားပါတယ်အဲ့ဒါကတော့ဒီထွန်တူဘရဲ့ Thomas Edison ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ပဲဖြစ်လာရမယ်ဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းနဲ့ရဲအားလုံးကိုရင်ဆိုင်ခဲ့တဲ့လူငယ်လေး Edwin C. Banks ရဲ့ဇလံပါပဲဒီမှာမြင်ရတဲ့အတိုင်းပဲ Barnes မှာအခက်အခဲတွေအများကြီးပါသူက Edison ကိုလည်းမသိဘူးယထာစီးဖို့ပိတ်ဆံမရှိလို့ကုန်ယထာတဲ့ခိုးစီးလာတာပုံစံကလည်းအင်ဂျင်မဲ့တယောက်လိုပဲဒါပေမဲ့သူ့မှာဘယ်သူနဲ့မှမတူတဲ့အရာတစ်ခုရှိခဲ့တယ်အဲ့ဒါကတော့မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ပြင်းပြအလုံးတဲ့စန္ဒပါပဲသူ Edison စီရောက်သွားတဲ့အခါမှာလည်းလို့ဖော်ကင်ဖက်နေရာကိုချက်ချင်းမရခဲ့ပါဘူးနော်တန်ရှင်းရဲလို့အောက်ခြေအလုပ်တစ်ခုပဲရခဲ့တာဒါပေမဲ့ပန်းစီရဲ့စိတ်ထဲမှာတော့သူဟာ Edine ကစပြီး Edison ရဲ့ပါတနာဖြစ်နေပြီလို့အခိုင်အမာယုံကြည်ထားခဲ့တယ်သူရဲ့မယိမ့်တဲ့စန္ဒာနဲ့အခွင့်အရေးထွက်အမြဲအသင့်ထိနေမှုကြောင့်ပဲဘသူမှအာယုံမဆိုင်တဲ့ Edison ရဲ့တည်ထွင်မှုအသစ်တစ်ခုကိုသူတတိထားမိသွားတယ်။အဲဒီစကားပြောဆက်ကိုဘသူမှမယောင်းနိုင်တဲ့အချိန်မှာ Barnes ကအောင်မြင်အောင်ရောင်းချပြပေးပြီးနောက်ဆုံးမှာတော့သူ့အိမ်မက်အတိုင်း Edison နဲ့အတူလက်တွဲလောက်ကင်ခွင့်ရသွားခဲ့ပါတော့တယ်။ဘန်စီရဲ့ဇလန်ကဆန္ဒပြင်းပြမှုရဲ့အစွမ်းကိုပြခဲ့တယ်။ကောင်းပြီ။ဒါမဲ့အဲ့ဒီဆန္ဒကိုဇွဲနေတာမပွန်ပိုးခင်ရောဘလို့အဖြစ်ဆိုးမျိုးကြုံရနိုင်တယ်လဲဆိုတာကိုပြတဲ့နောက်ထပ်ပုံမြင်တဲ့ဖို့ရှိပါသေးတယ်။ဒီပုံပြင်ကတော့အလွန်ကြီးမားတဲ့အမားတစ်ခုကိုကျူးလွန်ခဲ့တဲ့ရွှေတူးသမားတဦးဖြစ်သူအာယူတာဘီရဲ့ဦးလေးကြောင့်ပါမယ်သူကရွှေနှန်းငယ်ကိုစတွေ့ပြီးတော့စပစ်စီအပြည့်စုံနဲ့တူးကြတာပေါ့ဒါမဲ့ရွှေကြောကယူတရရက်သွားတယ်သူတို့ဆက်တူးမဲ့ဘာမှမတွေ့တော့တဲ့အခါဆက်ပြတ်ပြီးလက်လျှော့လိုက်တယ်သူတို့စပစ်စီတွေကို PC ဟောင်းဝဲသူခေတ်ကောက်နဲ့ရောင်းချပေးလိုက်တယ်အဲ့လူကပညာရှင်တယောက်ခေါ်ပြီးစစ်စစ်ခိုင်းလိုက်တဲ့အခါမှာတော့သူတို့တူးရဝေးရက်လိုက်တဲ့နေရာကနေ3ပေလေးပဲအဲ့နေ3ပေกว่าမှာပဲရွှေကြောကြီးတစ်ခုလုံးရှိနေကိုတွေ့လိုက်ရပါတယ်3ပေလေးပဲกว่าခဲ့တာပါကဲဒီလိုပုံပင်တွေကနေသင်ခန်းစာယူပြီးကိုယ့်ရဲ့ဆန္ဒတွေကိုလက်တွေ့အကောင့်ထဲ forward ဟေးကဘလို့လက်တွေ့ကြတဲ့နီးလန်းကိုချပြထားတယ်လဲဆိုတာကြည့်လိုက်အောင်ဒီမှာပြထားတာကတော့ Hill ရဲ့အောင်မြင်မှုအတွက်အဆင့်6ဆင့်ပါတဲ့လျှို့ဝှက်နီလန်းပါပဲဒါဟာကိုယ့်ရဲ့အတွင်းစိတ်ကိုအောင်မြင်မှုတန်လိုက်တစ်ခုအဖြစ်ပြောင်းလဲပေးမဲ့လေ့ကျင့်ခန်းတစ်ခုလိုပါပဲဒီအဆင့်ဒီကိုနေ့စဉ်လောက်ဆောင်ခြင်းအပြင်ကိုယ့်ရဲ့ဆန္ဒကိုစိတ်ရဲ့လအလျှော်ခြင်းမှာနည်းနည်းရှင်းဆွဲထင်သွားစေမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီနီလန်းကိုအသက်သွင်းမဲ့လောင်စာစီအဲ့ဒီ season ကိုရှေ့ဆက်မောင်းနေမဲ့ engine ကတော့တခြားမဟုတ်ပါဘူးမယိမ့်မယိုင်တဲ့ဇွဲလုံးလာပဲဖြစ်ပါတယ်ဒီဆောင်းရဲ့အကြောကြားဆုံးစာကြောင်းတစ်ကြောင်းကိုပဲကြည့်လိဇွဲဆိုတာကပဲအောင်ငယ်မှုမဲ့ကြာရှုံးမှုကြားကတရားခြားနာချက်ဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောထားလာပါဆိုလိုတာကတော့ကိုယ့်ရဲ့ဆန္ဒကဘယ်လောက်ပြင်းထန်တယ်လဲဆိုတဲ့အပေါ်မှာပဲကိုယ့်ရဲ့ဇွဲကမူတည်နေတာပါဆန္ဒကမီးတော့ပြင်းထန်နေရင်အခက်ခဲဆိုတဲ့လီပြင်းတွေကအဲ့ဒီမီးကိုမငြိမ့်သက်နိုင်တော့ဘူးပေါ့ကိုယ့်ရဲ့ကြိုးစားမှုကိုတယောက်တည်းလူဆောင်တာထက်အစားပေါင်းများစွာပူမှုအစွမ်းထက်စင်မဲ့နောက်ထပ်အထီးကကြတဲ့အယူဆတစ်ခုကိုဆက်ပြီးလေ့လာကြည့်အောင်အဲ့ဒါကတော့ mastermind လို့ခေါ်တဲ့နည်းမှာပါပဲ mastermind ဆိုတာကတော့လွယ်လွယ်ပြောရရင်တူညီတဲ့ရည်မှန်းချက်ရှိတဲ့လူနှုတ်ဒါမှမဟုတ်နိုးထပ်ပိုတဲ့သူတွေကသူတို့ရဲ့အသိပညာအထွေအကြုံနဲ့အချိုးစားအထုံမှုတွေကို
ဒါဇာရဖြစ်ဖြစ်ပေါင်းဆက်လိုက်တာကိုဆိုလိုတာပါ ဒီလိုပေါင်းဆက်ခြင်းတွေနဲ့အကျိုးကျေးဇူးနှမျိုးရနိုင်ပါတယ်ပထမတစ်ခုကတော့လက်တွေ့ကျတဲ့စီးပွားရေးအကျိုးအမြတ်တွေပေါ့အန်ဒရူကာနီဂီကိုလိုင်နာသူ့ရဲ့ကြွယ်ဝမှုအားလုံးဟာသူ့ရဲ့လူ90 mastermind အဖွဲ့ရဲ့ပူးပေါင်းဆောင်ရွက်မှုကနေရလာတာလို့ပြောခဲ့ပါတယ်ဒုတိယတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာအစွမ်းထက်မှုပါစိတ်တွေတဟာဇာတာဖြစ်ပေါင်းဆက်လိုက်တဲ့အခါတတိယမြောက်မမြင်နိုင်တဲ့စိတ်တစ်ခုဖြစ်ပေါ်လာပြီးအရင်ကမတွေးဘူးတဲ့အကြံဉာဏ်တစ်တွေထိုးရင်းဉာဏ်တွေရရှိလာစေပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့ဒီအချက်လက်ဒီအားလုံးကိုစူးစီးပြီးအစကတည်းကပြောခဲ့ Andrew Carnegie ရဲ့ကြီးကျယ်ခါနာတဲ့လျှို့ဝှက်ချက်ရဲ့အဖြေကိုဖော်ထုတ်ဖို့အချိန်ကြာပါပြီအဆုံးစွန်မှာတော့တိုက်ပွဲဟာကိုယ်စိတ်ထံမှာပဲဖြစ်ပွားနေတာပါတစ်ဖက်မှာစီးရဲမွဲတင်မှုနဲ့ရှုံးနေမှုတွေကိုပဲတွေးတောနေတဲ့ရှုံးနေမှုစိတ်ချနေရှိပြီးနောက်တစ်ဖက်မှာတော့ကြွယ်ဝချမ်းသာမှုကိုပဲအာရုံစိုက်ပြီးပြင်းပြတဲ့ဆန္ဒနဲ့ပြည့်နေတဲ့အောင်မြင်မှုစိတ်ချနေရှိပါတယ်အရေးကြီးတာကတော့ရှုံးနေမှုစိတ်ကအလိုလိုဖြစ်ပေါ်တတ်ပေမဲ့အောင်မြင်မှုစိတ်ကိုတော့တမင်တကာတိဆော့ယူရတာဖြစ်ပါတယ်ဒီတော့ချိုးချက်ကရှင်းရှင်းလေးပါပဲကိုပိုင်ဆိုင်သမျှကျွယ်ဝချမ်းသာမှုကိုရရှိသမျှအောင်မြင်မှုအားလုံးရဲ့မူလအစဟာစိတ်ထဲကအတွေးတစ်ခုစိတ်ကူးတစ်ခုကနေပဲစတင်ခဲ့တာဆိုတဲ့အတ္တိတရားပါပဲပြီးတော့အဲ့ဒီအတွေးကိုထိမ့်ချုပ်နိုင်တဲ့စွမ်းအားဟာကို့မှာအပြည့်အဝရှိနေပါတယ်ဒီတော့ဒီဆောက်ရဲ့အဓိကသင်ခန်းစာကိုပြန်လည်မေးခွန်းထုတ်ရင်းအဆုံးသတ်လိုက်ခြင်းပါတယ်ကိုဘွားအတွက်တကယ်ကိုပြင်းပြတဲ့စန္ဒကဘာဖြစ်မလဲပြီးတော့အဲ့ဒီစန္ဒကိုအမှန်တကယ်လက်တွေ့ထိလာအောင်လုပ်ဖို့တိကျခိုင်မာတဲ့အစီအစဉ်ကရောဘာဖြစ်မလဲအဖြစ်အကိုလက်ထဲမှာပဲရှိနေပါတယ်